အာကုသိုလ်ကိုပြုတဲ့လူကတည်တဲ့အချိန်မှာဖျားကိုအာရုံပြုမယ်ဆိုရင်နတ်ပြည်ရောက်သလားဆိုတဲ့အကြောင်းဆွေးနွေးတော့များမင်းနာမင်းကြီးကတော့ရှင်နာတင်နာမထေကိုမေးထားရှိတယ်မေးထားတာဆိုတာထက်ဗျာသူ့ရဲ့ယုံကြည်အောင်ရှောက်ထားတာရှိတယ်ဗျာမင်းနာမင်းကြီးကပြောတယ်အရှင်ဘုရားတဲ့အရှင်ဘုရားတို့ကအဟုတုကံတွေနှစ်တရာတိတိလှုပ်ထားတဲ့လူတယောက်ကတေခါနီးမှာဖျားရဲ့ကျေးဇူးကိုဂုဏ်ကျေးဇူးကိုအာရုံပြုပြီးတော့မှတိမ်မယ်တတိယပြီးတော့တိမ်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကနတ်ပြည်ရောက်တယ်ဆိုတော့အရှင်ဘုရားတို့ကပြောတယ်အဲ့ဒါကိုတပည့်တော်ကမယုံဘူးဆိုပြီးတော့ပြောတယ်ဆက်ပြီးတော့မှအရှင်ဘုရားနဲ့အရှင်ဘုရားတို့ကဒီအာဟုတုဒီပါဏာတိပါဒာကံဆိုတဲ့သူများအတက်တဲ့အာဟုတုကိုလှုပ်တဲ့လူဟာတည်တဲ့အချိန်မှာငရဲကိုကြားတယ်ဆိုပြီးတော့အရှင်ဘုရားတို့ကပြောတယ်အဲ့ဒါကိုလည်းတပည့်တော်ကမယုံဘူးဆိုပြီးတော့ပြောတယ်အဲ့ချိန်မှာရှင်နာတင်နာမထေရမင်းကြီးတဲ့သင်ဘယ်လိုထင်တယ်လဲအလွန်သေးတဲ့ကြောက်တုံးတုံးကိုရေထဲမှာချမယ်ဆိုရင်အဲ့ဒီကြောက်တုံးကရေပေါ်မှာပေါ်သလားဆိုတော့မင်းနာမင်းကြီးအရှင်ဘုရားမပေါ်ဘူးဆိုတော့ပြောတယ်မင်းကြီးတဲ့အလွန်ကြီးတဲ့ကြောက်တုံးလဲတရားနဲ့တိုက်ရလောက်အောင်ကြီးတဲ့ကြောက်တုံးကိုလေနဲ့ရေပေါ်မှာတင်မယ်ဆိုရင်ဘောလုံးပေါ်မလားဆိုတော့မေးတယ်မင်းနာမင်းကြီးကလည်းအရှင်ဘုရားလေးပါမယ်ဆိုရင်တော့ရေပေါ်မှာဘောလုံးပေါ်နိုင်တယ်ဆိုတော့ဖြေတယ်မင်းကြီးတဲ့ဒီကုသိုလ်ကံကိုလေဆိုပြီးတော့မှတ်ဆိုတော့ပြောတယ်နော်အဲ့ဒါမင်းနာမင်းကြီးကလည်းအရှင်ဘုရားတင်းတင်းလောက်ပဲပါတယ်ဆိုတော့ဝန်ခံသွားတယ်ဒီမှာခါကြဗျာအလွန်ကြီးကျယ်တဲ့ကြောက်တုံးဆိုတာခါကြတော့အာကုသိုလ်တွေလုပ်ခဲ့တဲ့အနှစ်တရာပတ်လုံးအာကုသိုလ်တွေလုပ်ခဲ့တဲ့လူတယောက်တေခန်နီးမှာဖျားကျေးဇူးကိုအာရုံပြုပြီးတော့တေးတယ်ဗျာတဘောကခါကြတော့သူကလေနဲ့တင်လိုက်တယ်ပေါ့ဗျာရေပေါ်မှာလေနဲ့အတူတင်လိုက်တဲ့ခါကျတော့ကြောက်တုံးကဘလောက်ပဲကြီးကြီးလေရှိနေတာဖြစ်တဲ့အတွက်လေရအကြီးရှိနေတာဖြစ်တဲ့အတွက်အဲဒီရေထဲမှာမမြုပ်ဘူးအဲကြတော့သူကနတ်ပြည်ကိုရောက်တယ်ပြီးတိုင်းနောက်တစ်ယောက်ခါကျတော့ဒီအလွန်သေးတဲ့ကြောက်တုံးပေါ့ဗျာအဲ့ဒါကိုရေထဲမှာထည့်လိုက်တယ်လေမပါဘူးအဲကြတော့မြုပ်သွားတယ်ဆိုတဲ့သဘောဗျာဟုတ်ပြီအဲ့တော့ဆိုရင်ဘုရားကိုတိတ်ခန်းဒီမှာဘုရားကိုအာရုံပြုပြီးတော့သိမယ်ဆိုရင်နတ်ပြည်ရောက်မရောက်ဆိုတဲ့ဗီဒီယိုကတော့တလောက်ပါပဲဗျာ